မွေးကင်းစကီလင်လေးကိုဒီလိုရက်ရက်ဆက်ဆက်တက်ပစ်ဖို့ကြံစီနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြဘူး။ကီလင်တွေကလူစိတ်ကိုဖတ်နိုင်ပြီးအနာဂတ်ကိုမြင်နိုင်ကြတယ်လို့ဆိုကြတယ်ဆိုတဲ့သူကနောက်ဆုံးကြံရှိတဲ့ကီလင်လေးမွေးဖွားဖို့တရုတ်ပြည်ကြီးလိုက်သွားခဲ့တာဒါပေမဲ့သူဘာမှမလုပ်ရသေးခင်မှာပဲကြည်လင်နေတဲ့တလုံးမြေပြင်ပေါ်လာတဲ့မိခင်နဲ့ကလေးလေးရဲ့ချစ်ချင်းမြတ်တာကိုမြင်တော့သူစိတ်ထဲမှာလှိုက်လဲခံစားရတယ်ရုတ်တရက်ရန်သူနောက်လိုက်တွေရောက်လာပြီးမှောက်မိုက်တဲ့မော်ပညာနဲ့မိခင်ကီလင်ကိုတက်ပစ်လိုက်တဲ့ရေထဲကျသွားတဲ့ကလေးလေးကိုပါခေါ်သွားကြတယ်ပြန်ရောက်လာတော့မိခင်ကီလင်ကအသက်မတည်ုံတမယ်ဖြစ်နေပြီးစိတ်မကောင်းဖြစ်နေတော့နောက်ထပ်ကလေးလေးတယောက်ဖြည်းဖြည်းချင်းထွက်လာတဲ့မိခင်ကအမော်မွေးတာကိုတီးလိုက်ရတော့အံ့အားသင့်ပြီးဝမ်းသာသွားတဲ့ကလေးလေးကိုပွေထားတာမြင်တော့မိခင်ကီလင်ကစိတ်အေးချမ်းစွာနဲ့ပဲအသက်ပါသွားခဲ့တဲ့အဲ့ဒီအချိန်ကစပြီးကီလင်မွာလေးနှစ်ကောင်ရဲ့ခီးလန်းတွေမတူတော့ဘူးGreen Del Wall ကသူ့လူတွေခေါ်လာတဲ့ကီလင်လေးကိုမြင်တော့အားရဝမ်းသာဖြစ်နေတဲ့သူ့လက်ထဲကိုတင်းဆုပ်ထားခဲ့ပေမဲ့တခြားသူတွေအကုန်ထွက်သွားမှဓာယူပြီးရက်ရက်ဆက်လဲလီတက်ပစ်လိုက်တဲ့ကီလင်သွေးကသူ့ကိုအနာဂတ်ကိုမြင်အောင်လုပ်ပေးနိုင်ပြီးအာနာကိုထိန်းချုပ်နိုင်မယ်လို့သူယုံကြည်ခဲ့တာမကြခင်မှာပဲတည်နေတဲ့ကလေးလေးကိုရေထဲပစ်ချလိုက်တဲ့တကယ်တော့မော်ကောင်စီကရွေးကောက်ပွဲနေ့မှာကောင်းတဲ့လူမကောင်းတဲ့လူကိုမြင်နိုင်တဲ့ကီလင်ကိုအသုံးပြုချင်တာဒါကြောင့် Green Del Wall ကမှောက်မိုက်တဲ့မှပညာနဲ့ကီလင်လေးကိုပြန်တက်သွင်းခဲ့တယ်ဒါပေမဲ့ပြန်ရောက်လာတာကဝိညာဉ်မရှိတဲ့ကိုခန္ဓာတက်ပဲအဲ့ဒီအချိန်မှာပဲသူကရေထဲကနောက်ထပ်ကီလင်တစ်ကောင်ကိုတွေးလိုက်ရတယ်အဲ့ဒါကိုပါဖမ်းဖို့သူချက်ချင်းအမိန့်ပေးခဲ့တယ်မကြခင်ရွေးကောက်ပွဲနေ့ရောက်လာပြီး Green Del Wall မနိုင်အောင်ဒမ်ဘယ်ဒေါကကိုကီလင်လေးပါတဲ့အိတ်ကိုပေးလိုက်တယ်ဒါပေမဲ့စင်ပေါ်မတက်ခင်ရန်သူနောက်လိုက်တွေကတားပြီးအိတ်နဲ့ကီလင်လေးကိုမိရှုပစ်လိုက်တယ်အဲ့ဒီနောက်ရွေးကောက်ပွဲစတင်တဲ့လူတိုင်းကြည့်နေတော့ Green Del Wall ထိန်းချုပ်ထားတဲ့ကီလင်လေးကသူ့ရှိမှဒူးထောက်လိုက်တဲ့ကောင်စီကခေါင်းဆောင်တစ်ယောက်လာတာကိုဂုဏ်ပြုနေတော့အရာအလုံးပြောင်းပြန်လည်သွားတယ်တကယ်တော့ဒမ်ဘယ်ဒေါမှာလှုပ်ဝက်အစီအစဉ်ရှိနေခဲ့တာသူကကီလင်ပါတဲ့တကယ်အိတ်ကိုသူ့လက်ထောက်ကိုပေးထားခဲ့တာနစီကအိတ်ကတော့အာယုံလွဲဖို့ပဲလက်ထောက်ကရှေ့ထွက်လာပြီး Green Del Wall ရဲ့အကြံဖန်တွေကိုဖော်ထုတ်လိုက်တယ်ဒါကိုတက်တည်ပြဖို့ငါအိတ်ကိုဖွင့်လိုက်တော့အသက်ရှင်နေတဲ့ကီလင်လေးတစ်ကောင်ခုန်ထွက်လာတယ်မှောက်မိုက်တဲ့မော်ပညာနဲ့ထိန်းချုပ်ခံထားရတဲ့နောက်တစ်ကောင်ကတော့အသက်ပြန်ထွက်သွားပြန်တယ်ဒါကြောင့်မော်ကောင်စီကရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ပြီးပြန်မဲပေးဖို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ချိန်တော့ကီလင်လေးက Green Del Wall ကိုတစ်ချက်ကြည့်ပြီးခေါင်းနဲ့သွားတယ်ခဏနေတော့ဒမ်ဘယ်ဒေါကိုရှာတွေ့ပြီးမဆိုင်မတွသူ့ရှိမှဒူးထောက်လိုက်တဲ့နောက်ဆုံးတော့တရားမျှတမှုကအနိုင်ရသွားခဲ့တယ်လူတိုင်းရဲ့မော်ပညာနဲ့အစိုးဆုံးလူတစ်ယောက်ဖြစ်တဲ့ Green Del Wall ကိုအနိုင်ယူလိုက်ကြတယ်